အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ Facebook account ကိုဖုန်းနံပါတ်မလိုဘဲနဲ့အလွယ်ဆုံးပဲလို့ဖွင့်ရမယ်ဆိုတာဒီဗီဒီယိုမှာအစားအဆုံး sharing လုပ်ပေးသွားပါမယ် Okay ဒါဆိုရင်တော့ဒီကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Facebook ထဲကိုဝင်လိုက်ပါပြီးတော့ဒီကျွန်တော်တို့လက်ရှိ account ကိုကျွန်တော်တို့ log out ထွက်လိုက်ပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖုန်းFacebook account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီလက်ရှိ account ကိုကျွန်တော်တို့ log out ထွက်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီ Facebook account အသစ်ကိုထပ်ဖွင့်မယ်ပေါ့နော် Okay ဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့ကဘယ်ကိုထပ်နေမလဲဆိုရင်ကျွန်တော်တို့ကဒီ Facebook account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီ create new account ဆိုတဲ့ဒီအပြန်ရောင်စာတန်းလေးကိုနှိပ်လိုက်ပါ Okay ဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook name ပေါ့နော်ဒီ first name နဲ့ last name ရေးပေးရပါမယ် Facebook နာမည်ရေးပြီးသွားပြီဆိုရင်ဒီနေရာမှာ next ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာတော့ဒီကိုယ့်ရဲ့မွေးတက် grade ကိုထည့်ပေးရပါမယ် Okay ပြီးရင်တော့ကျွန်တော်တို့ဒီ set ဆိုတဲ့စာသားလေးကိုထပ်နှိပ်လိုက်ပါ Okay ပြီးရင်တော့ကျွန်တော်တို့ဒီ next ဒီအပြန်ရောင်စာသားလေးကိုထပ်နှိပ်လိုက်ပါ Okay ပြီးရင်တော့ကျွန်တော်တို့ကဒီ female နဲ့ male နဲ့ရွေးပေးရမယ်ပေါ့နော်မိန်းကလေးဆိုရင်အပေါ်ကဟာရွေးပါယောက်ျားလေးဆိုရင်ဒီအောက်ကဟာရွေးမယ်ပေါ့နော် Okay ပြီးရင်တော့ဒီ next ကိုထပ်နှိပ်လိုက်ပါဒီနေရာမှာအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ကဒီဖုန်းနံပါတ်နဲ့ဖွင့်မှာလားဒါမှမဟုတ် Gmail နဲ့ဖွင့်မှာလားပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီဖုန်းနံပါတ်နဲ့ဖွင့်မှာမဟုတ်ဘူး Gmail နဲ့ဖွင့်ပေးမှာဖြစ်တဲ့အတွက်ဒီအောက်ကဒီ sign up with email address ဒီစာသားလေးကိုနှိပ်လိုက်မယ်ပေါ့နော်တကယ်လို့ဖုန်းနံပါတ်နဲ့ဆိုရင်တော့ဒီနေရာမှာဖုန်းနံပါတ်ဒီရေးထည့်ပေးလိုက်ပါပေါ့နော်တကယ်လို့ဒီ Gmail နဲ့ဖွင့်မယ်ဆိုရင်တော့ဒီအောက်ကဒီ sign up ဒီအပြန်စာသားလေးအောက်ကဒီစာသားလေးကိုနှိပ်လိုက်ပါပေါ့နော်ကဲကျွန်တော်ကတော့ဒီမှာဒီဖုန်းနံပါတ်နဲ့ဖွင့်မှာမဟုတ်ဘူးဒီ Gmail နဲ့ဖွင့်ပေးမှာဖြစ်တဲ့အတွက်ဒီ sign up with email address ဒီစာသားကိုကျွန်တော်နှိပ်လိုက်မယ် Okay ဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ဒီ Gmail ဗာလေကိုယ့်ရဲ့ Gmail ကိုထည့်လိုက်မယ် Okay ကိုယ့်ရဲ့ Gmail ကဒီမှာလိုက်ရှာလိုက်မယ်ကျွန်တော်တို့ဒီအောက်ဆုံးကတစ်ခုနဲ့ဖွင့်ပေးမယ်ပေါ့နော် Okay ကိုယ့်ရဲ့ Gmail ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ next ကိုထပ်နှိပ်လိုက်ပါ Okay ဒီနေရာမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီ Facebook password ပေါ့နော် Facebook password ကိုကျွန်တော်တို့ထည့်ပေးရပါမယ် Okay ကိုယ့်ရဲ့ Facebook password ရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ next ကိုထပ်နှိပ်လိုက်ပါနော် Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ I agree ဆိုတဲ့အပြန်ရောင်စာတန်းလေးကိုထပ်နှိပ်လိုက်ပါ Okay ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ continue creating account ဆိုတဲ့နေရာကိုထပ်နှိပ်လိုက်ပါဒီနေရာမှာတော့ကျွန်တော်တို့ကဒီ Gmail ထဲကိုကုတ်ကြလာမယ်ပေါ့နော်အဲ့ဒီ Gmail ထဲကကုတ်ဒီနေရာမှာကျွန်တော်တို့ထည့်ပေးရပါမယ် Okay ဒါဆိုတော့ Gmail ထဲကိုတွားလိုက်မယ်Okay ပြီးရင်တော့ကျွန်တော်တို့ဒီ next ကိုထပ်နှိပ်လိုက်ပါ Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook ဒီ profile ပေါ့နော်ဒီတာပုံတွေလည်းတကလည်းထည့်မယ်ဆိုလည်းရတယ်တကလည်းမထည့်ဘူးဆိုလည်းကျွန်တော်တို့ကြော်သွားလို့ရတယ်ပေါ့နော်တကလည်းထည့်မယ်ဆိုရင်ဒီအပြန်ရောင်စာတန်းလေးကိုနှိပ်ပြီးတော့မှတွားလိုက်ပါတကယ်လို့မထည့်ဘူးဆိုရင်ဒီ skip ကိုနှိပ်မှတွားလိုက်ပါပေါ့နော်ကျွန်တော်တို့ဒီ skip နဲ့ပဲတွားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ not now နဲ့ပဲတွားလိုက်ပါမယ်ပြီးတော့ skip ကိုတွားလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီ next ကိုတွားလိုက်မယ်ပြီးတော့ skip ကိုတွားလိုက်မယ် Okay ဒါဆိုရင်တော့ကျွန်တော်ဒီ Facebook account ဖွင့်တာအောင်မြင်သွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ Facebook account ဖွင့်တာအောင်မြင်သွားပြီပေါ့နော်ဒီဖုန်းနံပါတ်မလိုဘဲနဲ့ဒီကိုယ့်ရဲ့ Gmail account တစ်ကောင်ရှိုံဖြင့် Facebook account ကိုအလွယ်ဆုံးဖွင့်တာအောင်မြင်သွားပါပြီ Okay ကျွန်တော်ရဲ့ mix တွေလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံကြမယ်နော်